အားလုံးပဲကျွန်တော်ကတော့ easy gaming ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က music video လေးတစ်ပုဒ်ကို reaction လုပ်သွားမှာပဲဖြစ်ပါတယ်ဒီသချင်းလေးကတော့အကိုအောင်မြင့်မြတ်နဲ့ anti mystery တို့ဆိုထားတဲ့စင်ပန်းများဆိုတဲ့သချင်းလေးပဲဖြစ်ပါတယ်ဒီသချင်းလေးကိုကျွန်တော်အဲ့လိုနားတော့မထောင်ပြသေးဘူးဒါပေမဲ့ကျွန်တော်3-4ရက်လောက်ရှိပြီပေါ့ကျွန်တော်အကိုလိုလဲခင်ရတယ်တငယ်ချင်းတယောက်ပေါ့နော်တငယ်ချင်းတယောက်ကကျွန်တော်ကိုပို့ပေးပြီးတော့နားထောင်ကြည့်အရန်ကောင်းတယ်ဆိုပြီးပြောထားတာပေါ့ကျွန်တော်နားမထောင်ပြသေးဘူးပေါ့ဒီနေ့မှာကျွန်တော်တခါရဲနားထောင်ရင်းနဲ့reaction လေးလုပ်သွားမှာပဲဖြစ်ပါတယ်ပထမဆုံး reaction ဖြစ်တဲ့အတွက်အမားများပါလို့ရှိရင်တိခံပေးကြပါလို့ကြိုပြီးတော့ဒီကနေပြောချင်ပါတယ် sorry ပါကိုရဲ့ကျွန်တော်နောက်ကျပါတယ်ဗျာအော်ဟုတ်ကဲ့ကိုကျွန်တော်ကညနေရောက်မယ်ထင်နေတာဒါပေမဲ့အခုညကြမှာပဲရောက်လာတော့တယ်ကျွန်တော်အစောဆုံးမှရောက်တာဟုတ်ကဲ့မီးတော့မရသေးဘူးနော်သိလားအော်ရတယ်ကျွန်တော်မှဓာတ်မီးပါတယ်ဒီမှာအော်ဟုတ်ကဲ့အိမ်ငားနေရလားတရားရောက်ကိုတငယ်ချင်းတရားရောက်ကိုကူညီတောင်းပြီးတော့နေရလားတော့မသိဘူးအိမ်ကြီးကတော့စောက်ထားတာလှပပမီးမရဘူးဆိုကြေကွဲစရာပဲနော်ညာကြီးရောက်တာဆိုကျွန်တော်လိုလူမျိုးဆိုရင်တော့နေမှာမဟုတ်ကြောက်လို့ချားထွေထူးတော့ပြောစရာမရှိပါဘူးအရှင်ကတခုတော့မှားလာတယ်ဒီပစ္စည်းတွေကိုမထိဖို့နဲ့အားလေးတော့ပြောချင်တယ်ဟုတ်ကဲ့ကျွန်တော်လည်းသူများပစ္စည်းတော့မထိပါဘူးကျွန်တော်အိတ်ဖို့နေရာလေးရဲ့ဒီပစ္စည်းဆွဲဖို့နေရာရှင်ရပါပြီဟုတ်ကဲ့ပါဟုတ်အဲ့ဆိုတောင်းပြုံနော်အခုခဏနေပါဦးဗျဟိုကလေစိန်မန်းမြပဲဘာမှရှိတယ်သိလားမြို့ရှောင်းထဲမှာရှိတယ်စိန်မဲပါမလားစိန်မန်းမြနော်ဘောနော်ဟိုနားမှာကျွန်တော်လာခဲ့ဟုတ်ကဲ့ကျွန်တော်လည်းမနေ့ကပစ္စည်းသွားဆွဲမလို့လေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါတရားမထီရဘူးဒီပစ္စည်းရတာလေမင်းအဲ့လိုမလုံးနဲ့လေကိုအောင်မြင့်မြတ်ဟိုမှာတဲမကိုဓမီနဲ့သွားထိုးဟိုတဲမတောက်တွေခောက်ကုန်ပြီတဲမကိုဓမီနဲ့သွားထိုးနေတယ်ကိုအောင်မြင့်မြတ်တို့ကတော့စားပြီနော်အေးရလူနေတာကြာပြီမို့လို့ထင်တယ်ဖုံလေးပဲပါရှင်းပါဒုက္ခဒါပေမဲ့ဟိုလူပြောတဲ့စိန်မန်းမြပြင်သွားရှာပြီးမှပဲရှင်းကောင်းမှထင်ပါထိုးတယ်တရေမဟုတ်တယ်ပကြီးကမစွဲရသေးဘူးအိမ်ကရှင်းအောင်ပဲဟေးချစ်ဆုံးလေးတို့ပြန်တွေ့မယ်ပြောထားတယ်ဒူလန်ငယ်ရလေးမထားဖို့အိမ်ထဲမှာဓမီနဲ့ထိုးတော့ကြတော့မတွေ့ဘူးမနဲ့ကြတော့မှအပင်ကြီးအောင်မှာကောက်တွေ့မင်းမဟုတ်သေးဘူးကွာအိမ်ထဲမှာ2ယောက်ထဲလေဓမီနဲ့ထိုးတာတွေ့လိုက်လေအဲ့တော့ကြမတွေ့ပဲနဲ့လေတွေကလွင်လွင်ထွက်လာသလားမသိတယ်သူချစ်တဲ့စကားသံလေးတွေကြားမိရဲ့ကိုယ်အခက်ထားတဲ့သူနာရောက်တဲ့ချိန်မှာပြေးရသူကိုပြတ်ဖတ်တာမှာငါတို့နှစ်ယောက်တွေ့မယ်နေရာလေးမင်းမမီလားယောနေနဲ့ဆုံးမဝေးတော့တာအချာတော့တရေပေါ့တော့ပကြီးဆွဲပေးလိုက်တယ်တိုက်တန်းနေမြန်မှန်နေလားမသိကိုအောင်မြင့်မြတ်တို့တရေမှတော့ပကြီးသွားဆွဲနေတာမဟုတ်လားဆုံးနေကြတို့ရဲ့စိတ်မမြရဲ့ပြည့်နေလို့ပါပဲစောင်းဆိုင်နေတဲ့ချစ်လို့ဆိုတယ်လူအောင်ရောက်နေပါလေချစ်ရဲ့တို့ရဆုံးနေနေရဒီစိတ်မမြရဲ့စိတ်မမြရဲ့ပြည့်နေလို့ပါပဲစောင်းဆိုင်နေတဲ့ချစ်လို့ဆိုတယ်လူအောင်ရောက်နေပါအဲ့ဒါဘာကွက်ကြီးလဲလို့ဘောင်းမီတုံနဲ့ကော့တော့နဲ့ပြေးသွားပြီးရွှီဆိုလို့မန်ယူပြိတ်တဲ့နဲ့တူပဲကိုအောင်မြင့်မြတ်ကတို့ရဆုံးနေရဒီစိတ်မမြရဲ့